တရားမနာရလို့ရှိရင်လမ်းကြောင်းမရောက်ဘူးတရားနာရမှလမ်းကြောင်းမရောက်တယ်နှုတ်ဆိုလမ်းပြောက်နေတတ်တယ်နော်လမ်းပေါ်မှာလမ်းပြောက်နေတတ်တယ်အဲ့ဒါလို့မဖြစ်အောင်သုတဆိုတာရှိရတရားနာရတယ်တရားစာအုပ်တွေဖတ်ရှုရတယ်တကြွနားလဲတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့တဲ့အခါမှာမေးမြန်းလျှောက်ထားပြီးကုသိုလ်ဆိုတာဘယ်ဟာပါလဲဘယ်လိုလုပ်ရင်ကုသိုလ်ရတယ်လဲအကုသိုလ်ဆိုတာဘာတွေခေါ်တယ်လဲအဲ့ဒီအကုသိုလ်တွေကိုဘယ်လိုရှောင်ရှားရတယ်လဲကုသိုလ်ရဲ့အကျိုးကဘာတွေလဲအကုသိုလ်ရဲ့အကျိုးတွေကဘာတွေလဲဘဝတန်တရားခရီးမှာဘယ်လမ်းကရှောင်လန်းရမလဲဆိုတဲ့မိခွန်းတွေမေးရမှာဖြစ်တယ်အဲ့ဒါလို့မေးမြန်းပြီးတော့မင်္ဂနဲ့လမ်းကြောင်းကရှောက်မှတိုးတက်မှုဆိုရနိုင်တယ်လို့ဆိုရနိုင်ဘူးဒါကြောင့်သုတဆိုတဲ့အရေးချင်းဟာလေဥဒ္ဓမတ္တမို့ရှိ